ကိုယ်ကြီးပေါ်လာတော့အဲ့ဒီမှာစိတ်ကြတယ်ဒါဒီဘလို့ဖြစ်တယ်လဲဟာသူ့ရဲ့သီလစင်ကြယ်ပါတယ်ကုမာရကတ္တပလို့ခေါ်တဲ့မထေရဘာပေါ်ဘူးတယ်မြတ်စွာဘုရားလက်ထက်ကစံကြယ်တဲ့တရားဟောတဲ့နေရာမှာတော့ဣတရက်ရတဲ့မထေပေါ့အဲ့ဒီမထေကသူ့အမေကအံ့ဩစရာတိတတ်တဲ့အရွယ်ကစပြီးတော့ဘိက္ခုနီဝတ်ချင်စိတ်ပေါက်တာငယ်ငယ်လေး9နှစ်10နှစ်ကလေးကအမေတို့ဖေတို့ကျမဘိက္ခုနီဝတ်ချင်တယ်ဝတ်ပေးမိဘနှစ်ပါးသဘောမတူဝတ်မပေး18 19 20လောက်ရောက်တော့သူတို့သဘောတူတဲ့ကောင်လေးနဲ့ကလေးမလေးပေးသားလိုက်တယ်အိမ်အောင်ကြပြီးတော့လေဒီကလေးမလေးကတခါသူ့မျိုးသားကိုဘိက္ခုနီမှာဝတ်ချင်တယ်ဝတ်ခွင့်ပြုပါဒါပဲထပ်တောင်းမိဘအိမ်မနေရလို့မျိုးသားနောက်တော့မျိုးသားလည်းဒါပဲထပ်တောင်းမျိုးသားကပြိဿရဲ့2 လ 3 လလောက်ပေါင်းပြီးတော့ gain သူကမှဘိက္ခုနီမှာဝတ်ချင်တယ်ဆိုတော့ခွင့်ပြုလိုက်တာခွင့်ပြုလိုက်တော့ပြိဿသွားပို့တဲ့เจ้าကဘယ်သူเจ้าဖြစ်တယ်လဲမေးဒေဝဒတ်เจ้าဖြစ်တာဒေဝဒတ်เจ้าဖြစ်တော့ဒီကလေးမလေးကနားမလဲဘူးဘိက္ခုနီမှာဝတ်ရပြီးရောဆိုပြီးတော့ထွက်လာခဲ့တာနည်းနည်းလေးနားတဲ့တမျိုးဖြစ်ရင်တီးခံဒေဝဒတ်เจ้าရောက်မှသူ့မျိုးသားနဲ့တူတူနေခဲ့တဲ့ဇလန်းကအဲ့ဒီမှာပေါ်တာကိုယ်ကြီးပေါ်လာတော့အဲ့ဒီမှာစိတ်ကြတယ်ဒါဒီဘလို့ဖြစ်တယ်လဲဟာသူ့ရဲ့သီလစင်ကြယ်ပါတယ်သူ့သီလစင်ကြယ်ချောင်းပဲသူပြောနိုင်တယ်ကျန်တာသူမပြောတတ်ဘူးအဲ့ဒါနဲ့ဒေဝဒတ်အဖွဲ့ကနှင်ထုတ်တာနှင်ထုတ်လိုက်တော့ပြိဿငါရီမှတ်လာတာဒီဒေဝဒတ်ကိုအာယုံပြုရီမှတ်ပြီးမှလာတာမဟုတ်ဘူးငါဖယားကိုအာယုံပြုပြီးလာခဲ့တာအဲ့ကြောင့်ငါ့ကိုဖယားစီပို့ပေးဆိုတော့ဇေတဝန်เจ้าရောက်သွားတယ်ဇေတဝန်เจ้าရောက်တော့မြတ်စွာဘုရားကသူ့အကြောင်းကောင်းကောင်းသိတယ်သိတော်လည်းပဲအခြားပုဂ္ဂိုလ်တွေတန်တရားကင်းအောင်အခြားပုဂ္ဂိုလ်တွေဆွဆွဲကြဲ့ရဲ့ခြင်းကနေလွတ်ရအောင်ဆိုပြီးတော့မြတ်စွာဘုရားရဲ့အံ့ဩစရာကောင်းတာကအဲ့မှာသာသနာဘက်ကဆိုရင်ဥပါလိမထေကိုဥထိတ်ကထားဒီအမှုကိစ္စအကြောင်းတကာကြီးတွေနာရဘေတထေတို့ဝိတာခါတို့ဒါတွေနဲ့အကုန်လုံးလူပိဋက၄ ပါးပိဋက၄ ပါးရဲ့အလယ်မှာဒီကလေးမကိုစစ်ခိုင်းတာဒီဘိက္ခုနီမစစ်လိုက်တဲ့ခါကျတော့ပြိဿအဲ့ဒီမှာသူတို့နီးသူတို့ဟန်နဲ့စစ်လိုက်တဲ့ခါကျတော့ပေါ်လာတယ်သူသင်္ကန်းဝတ်တဲ့ရက်ကဘယ်ရက်လဲသူမျိုးသားနဲ့နေခဲ့တာဘယ်ရက်လဲအကုန်တွက်လိုက်တဲ့ခါသူ့ရဲ့သီလစင်ကြယ်တာမှန်ပါတယ်ဆိုတာအဲ့ဒီမှာဖြေထွက်သွားတာဖြေထွက်သွားတော့ပြိဿအဲ့ဒီမျိုးသမီးဘိက္ခုနီမဘဝနဲ့သားလေးဖွာတော့ကောသလဘုရင်အဲ့ဒီနန်းတော်ကနေကြောင်းရှိရဖြတ်လျှောက်တဲ့ချိန်မှာကလေးဆန်ကြားတော့ကလေးနဲ့ဘိက္ခုနီမနဲ့မသိတော့ဘူးပေးဆိုကလေးလေးခေါ်ပြီးနန်းတော်ခေါ်မွေးဘုရင်ကမွေးသားတော့နာမည်ကကတ္တပဘုရင်ကနေမွေးသားတော့ကုမာရကတ္တပဒီလိုဖြစ်တာအရွယ်လေးရောက်တော့ဒီကောင်လေးကိုဘေးကမိမဲ့သားဖမဲ့သားဒီလိုခေါ်လို့ကောသလကိုမေးတယ်ကျွန်တော်မိမဲ့ဖမဲ့လို့ပြောတယ်ဟုတ်လားအမေဘယ်သူတော့မင်းမေကအဲ့မင်းနိုးတိုက်တဲ့လူမင်းမေပဲခဏတိုင်းမပေါ်မေးတော့ဟိုကဘလို့မှလိန်လို့ညာလို့မရဘုရင်ကြီးညာလို့မရတော့ဘူးမှန်တိုင်းပြောမှဖြစ်မယ်အမှန်တိုင်းလည်းပြောပြလိုက်ရောတန်ဝေကကြီးကျယ်ရပြီကျွန်တော်ကြောင်းပို့ပြီးတော့တဲ့ကျွန်တော်သင်္ကန်းဝတ်တော့မယ်ဆိုပြီးတော့ကုမာရကတ္တပသင်္ကန်းဝတ်သွားတယ်သင်္ကန်းဝတ်ပြီးတော့ပြီးတဲ့တောထဲမှာတရားကျင့်တယ်တော်နဲ့ယဟန္တာမဖြစ်နောက်ဆုံးမြမပြည်ကသူ့တငယ်ချင်းဖြစ်ခဲ့ဘူးတဲ့တရားကျင့်ပဲမြမကနေလာပြီးမေခွန်း15ခုပြောပြအဲ့ဒီမေခွန်း15ခုဖះကိုသွားမေဖះပြန်ဖြေအဲ့ဒါနဲ့အညီတရားကျင့်တော့မှသူဘာဖြစ်တော့ယဟန္တာကြီးဖြစ်သွားသားကသာယဟန္တာဖြစ်တယ်တဲ့သားရဲ့အမေဖြစ်သူဘိက္ခုနီမကြီးကသားနဲ့ခွဲရတဲ့12 နှစ်တာကာလ12 နှစ်တလုံးပြည့်တဲ့မျက်ရည်တွေကျနေရတာချစ်သူနဲ့ခွဲရတဲ့ဒုက္ခပေါ့သားကိုချစ်တဲ့စိတ်နဲ့ရှိပါလေကနဲ့တူမနေရတော့တရားသူမရတော့ဘူးလေတရားသူမရတော့နောက်ဆုံးဘာဖြစ်တော့မေးလိုက်သူ့သားလေးမြို့တဲ့ဆုံးခံကြွတဲ့ကြားတော့သားနဲ့နောက်ကတကြောလိုက်អော်တာလိုက်တော့သားဖြစ်သူကသိတယ်အေးငါမိဘကိုအမေနေကောင်းလားကြမ်းပါလားဘလို့လဲနဲ့ချစ်ခင်ယူစားကြကျင်နာစကားတွေပြောမယ်ဆိုရင်တန်ရောစိန်တွေပူပွားပြီးတော့အမေတရားရမှာမဟုတ်တော့ဘူးအမေတရားရအောင်ငါဘလို့လုပ်ရမလဲလို့တွေးလိုက်တော့ခက်ကြမ်းပြောမှရမယ်ဆိုပြီးတော့အဲ့ဒီမှာခက်ကြမ်းပြောဆိုလိုတဲ့အိဗယ်ကဒီလိုအဝတ်ကြီးဝတ်ထားတာတော့မဲတန်ရောစိန်ရှိတုံးလားသားစိတ်များစိတ်မကုန်ဘူးလားဒါမျိုးတွေပြောလိုက်တာဟေးနှလုံးသားကြမ်းထမ်းလိုက်တာ
ငါတော့သားဆိုပြီးချစ်လိုက်ရတာသူတော့ငါပေါ်မှာမချစ်ပါလားသူတော့မချစ်ဘဲနဲ့ငါချစ်နေရမလားလောကကြီးမှာကိုတရားကိုသာအားကိုးရအကောင်းဆုံးပဲဆိုကိုယ့်အကိုတရားကျင့်မယ်ဆိုတရားကျင့်ပြီးတော့အမေဖြစ်သူလည်းအဲ့ဒီမှာဘာဖြစ်တော့မေးယဟန္တာမကြီးဖြစ်သွားတာဟုတ်ပြီလားအမေဖြစ်သူယဟန္တာမကြီးဖြစ်သွားတော့တန်ဃာတော်ရှင်သူမြတ်တွေစီယုံကြီးကပြောကြဒေဝဓာတ်ဒေနာဒေဝဓာတ်သည်တဲ့ဥပနိတယသမ္မန္နောဥပနိတယီနဲ့ပြည့်စုံပြီးတော့နေတဲ့ကုမာရကတ္တဘောဇာကုမာရကတ္တပကို၎င်းထေရီဇကုမာရကတ္တပရဲ့မဲတော်ထေရီကြီးကို၎င်းဒီနှစ်ယောက်တလုံးကိုသူကနာတိတော့ဖြစ်စည်းခဲ့ပြီဒေဝရတ်ကဒီသားမိနှစ်ယောက်တလုံးကိုဘာလုပ်ပလိုက်လို့ဖြစ်စည်းပလိုက်တယ်ဘဂဝါတော်ပါဏမြတ်စွာဘုရားဒီကဒေသံထိုသားမိနှစ်ယောက်တို့ဤပဋိဋ္ဌာ600တရားမိယာသည်အဟောသည်ဖြစ်ခဲ့ပြီဒီသားမိနှစ်ယောက်ရဲ့600တရားမိခိုရတနည်းပြောရင်ဒီသားမိနှစ်ယောက်ကိုအရေးပေးတာဟာဘုရားပဲသားမိနှစ်ယောက်ကိုအရေးပေးတာဘယ်သူပါလဲဗျာဒုက္ခဗုဒ္ဓနာမုတ်ပါတော်ဘုရားပွင့်တာချမ်းသာလိုက်တာတနည်းပြောရင်ပြိဿရဲ့ဘုရားအရေးကချမ်းသာလိုက်တာဘာအရေးကချမ်းသာလိုက်တာအဲ့ဒါကြောင့်လောကကြီးထဲမှာအချမ်းသာဆုံးအရေးကဘာအရေးလဲဘုရားအရေးဟုတ်လားအခုဘဝအေးယုံနေမဟုတ်ဘူးတန်ត្រာအတွက်ပါမပါဘူးလားပါတယ်အဲ့ဒါကြောင့်ပြိဿအရေး5မျိုးထဲမှာဘယ်အရေးအအေးဆုံးလဲဘုရားအရေးကအအေးဆုံးဟုတ်ပြီလား